ကစုံလှပြည့်နေအထူးသတင်းအကျဉ်းသား1508ဦးလွတ်မြောက်ပြီးပြည်ထံများလျှော့ပေါ်ဘယ်သူတွေလွတ်လာမှာလဲ2026ခုနှစ်ဤပြည်လ30ရက်နေ့ဟာမြန်မာတို့ရဲ့နေတုနေ့မြစ်ဖြစ်တဲ့ကစုံလှပြည့်ဗုဒ္ဓနေ့ပဲဖြစ်ပါတယ်ဒါအပြင်စတ္တမတန်ဃာယရဏတင်တာ290ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်ဒီကနေ့မှာတော့နိုင်ငံတော်သမ္မတရုံးကအကျဉ်းသားတွေအတွက်သတင်းလူနှစ်ခုကိုထုတ်ပြန်ကြေညာလိုက်ပါတယ်အကျဉ်းသား1508ဦးကိုလူငင်းချမ်းသာခွင့်ပေးလိုက်တဲ့အပြင်လက်ရှိပြည်ထံကြခံနေရသူအားလုံးအတွက်လည်းပြည်ထံလျှော့ပေါ်ခွင့်တွေပါဝင်လာပါတယ်အသေးစိတ်ကိုဆက်လက်ကြည့်ရှုလိုက်ရအောင်ပါပထမဆုံးသတင်းအနေနဲ့ကတော့နိုင်ငံတော်ဝန်ကအကျဉ်းထောင်အချုပ်ထောင်နဲ့သခန်းအသီးသီးမှာပြည်ထံကြခံနေရတဲ့အကျဉ်းသားအကျဉ်းသူစုစုပေါင်း1508ဦးကိုဒီနေ့မှာပဲပြည်ထံလူငင်းခွင့်ပေးလိုက်ပါတယ်ဒါ1388ခုနှစ်ကစုံလပြည့်ဗုဒ္ဓနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရောပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေဖို့အတွက်နဲ့လူသားချင်းစာနာထောက်ထားမှုအလေးထားတဲ့အနေနဲ့ပါနိုင်ငံတော်သမ္မတရုံးကအမိန့်အမှတ်51မြင်းဆောင်2026အနေနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အချင်းတော်အသီးသီးမှာကြံနေတဲ့အကျဉ်းသားအကျဉ်းသူတွေအတွက်လည်းဝမ်းသာစရာသတင်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ပြည်ထံရဲ့6ပုံတစ်ပုံကိုလူငင်းသက်တာခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီအမိန့်အမှတ်50မြင်းဆောင်2026အရ2026ခုနှစ်ဤပြည်လ30ရက်နေ့မတိုင်ခင်ပြစ်မှုတစ်ခုခုနဲ့ပြည်ထံကြခံထားရသူအလုံးဟာမိမိတို့ကြခံမှုကြံရှိနေတဲ့ပြည်ထံတွေရဲ့6ပုံတစ်ပုံကိုရှော့ပေါ်ခန်းစားခွင့်ရရှိမှာဖြစ်ပါတယ်။လွတ်မြောက်လာတဲ့အထက်မှာနိုင်ငံရေးအကျဉ်းသားတွေဘယ်လောက်ပါမလဲသတင်းထူးလို့ရှိရင်ဆက်လက်တင်ဆက်ပေးပါမယ်။ဒီကနေ့မှလွတ်ငြိမ်းသွားတဲ့အကျဉ်းသား1508ဦးနဲ့မိသားစုဝင်တွေအတွက်အထူးပဲဝမ်းမြောက်မိပါတယ်။အိမ်ပြန်လက်မှဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။